ကျွန်တော်အခုမှအန်တူစာလို့ရင်တော့မမီတော့ဘူးထင်တယ်နော်တဲ့အလုပ်တစ်ဖက်နဲ့မို့လို့တဲ့ဒီကျွန်တော် motivational speaker တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အားတက်အောင်ပေါ်ပြရလို့ရှင်အန်တူလက်မှတ်ဆိုတာထမင်းစားလက်မှတ်ပဲပေါ့နော်မြန်မာနိုင်ငံမှာအန်တူရသွားပြီဆိုလို့ရှင်ကျွန်မသာပဲပြန်တင်အောင်တင်တဲ့ကြောင်းမှာပဲပြန်တင်အောင်ဒီလောက်7သိန်း9သိန်းအနည်းဆုံးပေးနေတယ်ပေါ့နော်10သိန်းကျော်လည်းပေးတယ်ပြီးလို့ရှင်ကိုကအန်တူလက်မှတ်ရှိမယ်မြန်မာပြည်ကဘွဲတစ်ခုရလာမယ်ဆိုလို့ရှင်ဂျပန်နိုင်ငံဝက်ဗီဇာနဲ့လည်းလာလို့ရတဲ့အတွက်ကြောင့်မလို့အန်တူလက်မှတ်ဆိုတာပြောမှဆိုလို့ရှင်မြန်မာနိုင်ငံဘွဲလက်မှတ်တစ်ခုစာလောက်ကိုအရေးပါတယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်အားမလျှော့စေချင်ဘူးပြီးတော့2လနဲ့ဆိုလို့ရှင်အခု9လပိုင်းကုန်ဆိုတော့10လ17လကျန်တဲ့အတွက်ကြောင့်မလို့လုံးဝမိနိုင်တယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်လည်းဒီအန်တူကို2လနဲ့ဖြည့်ထားခဲ့တာဒီ138မှတ်ရတယ်ပေါ့နော်ဒါ net test ကျွန်တော် GLPT လည်းဆက်ဖြည့်သေးတယ်ပေါ့နော်အဲကြတော့လုံးဝအချိန်မီတဲ့ကျွန်တော်အခုဘယ်လိုစာလို့ရမလဲဆိုတာကိုဆွဲပြပေးမယ်ပေါ့နော်အချိန်စရာဆွဲပေးမယ်ဒါအန်ဒရီနဲ့လည်းသဘောတရားတော့တူပဲပေါ့နော်အန်ဒရီကိုလည်းဆွဲပြပေးတယ်ဒါနဲ့အန်ဒရီဗီဒီယိုဆိုပြီးတော့အဲ့ဒီဗီဒီယိုမကြည့်ခဲ့မှာဆိုလို့အခုကအန်ဒူတက်ဆွဲပေးတာပေါ့နော်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်အခုအလုပ်တစ်ဖက်နဲ့ဆိုလို့ရှိရင်လည်း2လလောက်ကိုစူးစမ်းအားထုတ်လိုက်ပေါ့နော်ဒီကိုကဥမာမနက်9နာရီရနေပြီးတော့ည9နာရီအထိအလုပ်လုပ်တဲ့ဆိုရင်တော့မှနော်ဒါ12နာရီအလုပ်လုပ်လိုက်ပြီနော်နောက်မှကွာညခင်မအိတ်ခင်မှာ8နာရီတော့စားစားလုပ်မယ်ဆိုပါစို့မနော်8နာရီကနေ17နာရီအထိ3နာရီစားလို့ရတယ်ဗျာ17နာရီတော့ကနေပြီးတော့ပြန်အိတ်လိုက်လို့ရှိရင်တော့မှမနက်6နာရီထားမယ်ဆိုတော့9နာရီအချိန်ရှိရတဲ့အတွက်ကြောင့်မို့လို့3နာရီရတော့ဘလို့ပဲနေ2လလောက်ကိုစူးစမ်းပြီးလုပ်မယ်ဆိုလို့ရှိရင်အန်တူလက်မှတ်ကရသွားနိုင်တယ်ပေါ့နော်ကျွန်တော်ဘယ်လိုစားလို့ရမလဲဆိုတော့ပြပြမယ်အန်တူမှာအဓိကအဖြစ်ပထမ10လပိုင်းကိုဘယ်လိုကြည့်ရမလဲဆိုလို့ရှိရင်ကျွန်တော် vocab kanji grammar နော်အဲ့တုံးကိုကြည့်ရမယ်တနာရီစီကြည့်ရမယ်ကြည့်တဲ့အချိန်မှာလဲကိုကဒီဖုန်းလေးသုံးလိုက်ဟွာလေးသုံးလိုက်မကြည့်ပဲနဲ့စိတ်အာရုံနှစ်ပြီးတော့ကြည့်သွားရမယ်ပေါ့နော်တရားတဲ့ focus တွေခန်းကြီးတွေရောက်တာတနေ့နဲ့ကြက်လို့မှတ်မိမှာမဟုတ်နေတိုင်းဖတ်သွားတဲ့ပုံစံမျိုးနဲ့သွားရမယ်ဒီကျွန်တော်နေနဲ့စာအုပ်လေးပြလေးရှိရပေါ့နော်အဲ့စာအုပ်လေးပါဆိုလို့ရှိရင်ဒီခန်းကြီးဟီရာကနာဒီမြန်မာလိုပါတဲ့ဟာလေးမှာဆိုလို့ရှိရင်အဲ့လိုမျိုးတွေနေတိုင်းခန်းကြီးကနေပြီးတော့အဓိပ္ပာယ်မှတ်သွားတဲ့ပုံစံမျိုးနဲ့တနေ့ကိုတနာရီခန်းကြီး focus grammar ကို10လပိုင်းတလားနဲ့ပြလိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဆိုလို့ရှိရင်ပထမတစ်ပိုင်းပြီးသွားပြီ17လပိုင်းကနေစပြီးတော့ O question လုပ်ရင်းနဲ့မှမသိတဲ့ vocab တွေနှုတ်ထုတ် revision ပြန်ရင်းနဲ့လုပ်သွားပါတော့လုပ်လို့ရှိရင်လည်းကိုစိတ်ပီစီစားမလို့3ရက်ကိုတစ်စုံလုံးနဲ့နော်ပထမတစ်ရက်မှာဒီ emoji ကိုဖြည့်ဒုတိယတစ်ရက်မှာဒုက္ခရုံဖြည့်တတိယတစ်ရက်မှာတို့ကဒီ6ကရုံဖြည့်မယ်ဆိုလို့ရှိရင်ပေါ့နော် reading နောက်ဆုံးတစ်ခါ listening ကိုဖြည့်မယ်ဆိုလို့ရှိရင်ဒါကဒီလုံးဝပေါ့ပါလေးနဲ့အန်တူကိုဖြည့်နိုင်မှာပေါ့နော်အဲကြောင့်မလို့ကျွန်တော်အခုပြောသွားတဲ့အတိုင်းလေးကိုစူးစမ်းပြီးလုပ်ကြည့်ပါသိကြပေါ့အောင်ဖို့ရခိုင်တော့အရင်များတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်လည်းအဲ့လိုလုပ်ပြီးတော့138မှတ်နဲ့အောင်ခဲ့တာကျွန်တော်နောက်ထပ်2လလောက်ဆက်လုပ်ရတဲ့အချိန်ပြီးတော့ GLPT ဖြည့်အချိန်မှာ156မှတ်ရခဲ့တယ်ပေါ့နော်အဲကျွန်တော်ရဲ့အတွေ့အကြုံကနေပြောတဲ့အတွက်ကြောင့်မို့လို့ဒါသိကြပေါ့ဖြစ်နိုင်တယ်ကျွန်တော်လည်းဖြစ်နိုင်လို့ရှင်ဒီညီလေးလည်းလုံးဝဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့လုံးဝအားမလျှော့ပဲစူးစမ်းပါပေါ့နော်တခုခုသိချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော် TikTok Messenger မှာလာပြီးတော့မေးမြန်းလို့ရပါတယ်ဗျကျေးဇူးတင်ပါတယ်